အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော် Facebook account လျှို့ဝှက်နံပါတ်မိသူများအတွက်ပေါ့နော်ဗီဒီယိုဖိုင်ကျွန်တော်လုပ်ပေးထားတာဖြစ်ပါတယ်မိမိရဲ့လျှို့ဝှက်နံပါတ်တွေကိုဘယ်လိုပြန်ရှာပြီးကြည့်ရမလဲဆိုတာကိုကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်တစ်ချက်လောက်ကြည့်ပြီးလည်းလုပ်ကြည့်ကြရအောင်ပါဒီထဲရလာပြီဆိုတော့ password ဆိုတော့နှိမ့်မယ်နော်ဒီ password မနှိမ့်ခင်တခြားဟာတွေကျွန်တော်လိုက်လေးလာကြည့်လို့ရရနော်ဒီမှာကျွန်တော်ပြန်ဝင်လိုက်ပါအနည်းငယ်အောင် okay အမှဆိုပေါ်လာပြီအဲ့ဒါဆိုကျွန်တော်ရဲ့ Facebook နော်ကျွန်တော်ရဲ့ Facebook account လည်းကျွန်တော်နှိမ့်လိုက်မယ်အမှသိလားကျွန်တော် password ပေါ်လာပြီလားအဲ့တော့ကျွန်တော် password ကိုသိချင်တယ်ဆိုရင်ဒီမျက်လုံးပုံနှိမ့်လိုက်မယ်သူကနံပါတ်တွေပေါ်လာပြီဖြစ်ပါတယ်နော်အဲ့ဒါဆိုကျွန်တော်တို့ကိုယ့်ရဲ့ password ဘာနံပါတ်လဲဆိုတာကိုပြန်ကြည့်လို့ရနေပါပြီเนาะခုနကတော့တနည်းပြီးသွားပြီပေါ့နော်ဒါကတော့ကျွန်တော်နောက်ထပ်တနည်းထပ်ပြီးလုပ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook account နဲ့ကျွန်တော်ဝင်လိုက်မယ်เนาะကျွန်တော် Facebook password change နေတာမဲ့ကျွန်တော်ကိုယ့်ရဲ့အရင် password အဟောင်းမမှတ်မိဘူးမမှတ်မိကျွန်တော် change လို့မရဘူးပေါ့နော်ကျွန်တော်ဝင်ကြည့်မယ်အမှကျွန်တော် password ချိန်ဖို့ကကျွန်တော် password အဟောင်းကျွန်တော်မမှတ်မိတဲ့အတွက်ကျွန်တော်ချိန်လို့မရဘူးဒီတော့ကျွန်တော်ရဲ့နံပါတ်အဟောင်းကဘာလဲဆိုတာကိုကျွန်တော်အစားပြန်ကြည့်မယ်ပေါ့နော်ဒီနေ့ရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီ email နဲ့ဖွင့်ထားတဲ့ account တော်များတွေ့ရမှာဖြစ်တယ်နော်ဥပမာကျွန်တော်ဖွင့်ထားတဲ့ Instagram password မိရဆိုရင်ကျွန်တော်ဒီထဲမှာပြန်ကြည့်လို့ရတယ်နောက်ပြီးတော့ mobile legend game ပေါ့နော်တွေ့တယ်မဟုတ်လား password မိရဆိုရင်ကျွန်တော်အဲ့မှာတစ်ချက်နှိပ်လိုက်ရုံနဲ့အထက်မှာ password တွေကျွန်တော်ပြန်ရှာပြီးကြည့်လို့ရတယ်နော်အခုကျွန်တော် Facebook password ကြည့်မှဖြစ်တဲ့အတွက် Facebook ကိုကျွန်တော်နှိပ်မှာပါဒီမှာတော့ကိုရဲ့ဒီ phone screen lock ကိုဖြည့်လိုက်ပါနော် phone screen lock ဘာနံပါတ်လဲဆိုတာထည့်ပြီးဖွင့်လိုက်ပါဒီမှာပေါ်လာပြီပေါ့နော်ဒါကျွန်တော်ဒီတော့ပဲရှိတာမဟုတ်ဒီအောက်မှာလည်းကျွန်တော်ဖွင့်ထားတဲ့ account တွေအများကြီးရှိတော့ဒါရွှေ့လို့ရတယ်ကျွန်တော်အောက်ထပ်ပြီးရွှေ့လို့ရရဲ့နော်အမှတွေ့လားကျွန်တော်ရဲ့ email တွေပေါ့နော်ပြီးရင်ဒီမျက်လုံးပုံနဲ့ကြက်ရှိခတ်ထားတာအဲ့ဒါကျွန်တော်ရဲ့ clear နံပါတ်ဖြစ်ပါတယ်တကယ်လို့ကိုနံပါတ်ကိုသိချင်တယ်ဆိုရင်ဒီမျက်လုံးပုံနှိုက်လိုက်ရင်ကျွန်တော်တို့နံပါတ်တွေရောပေါ်လာမှာဖြစ်ပါတယ် Okay ဒီလောက်ဆိုရင်ကိုယ့်ရဲ့ account လျှို့ဝှက်နံပါတ်ကိုကြည့်လို့တက်ပြီးတော့ကျွန်တော်ထင်ပါတယ်เนาะအမှပြခဲ့တဲ့အတိုင်းပဲဖြည်းဖြည်းချင်းကြည့်ပြီးလိုက်လို့ရှိပါเนาะတကယ်လို့ကျွန်တော်ရဲ့ video file ကိုတက်နေတဲ့ဆိုရင် like and share ပြီးလုပ်ပေးပါကျွန်တော်ရဲ့ page ကိုလည်း like and follow နှိပ်ပေးကြပါเนาะကျွန်တော်ထပ်တင်တဲ့ video file တွေကိုကြည့်နိုင်ဖို့အတွက်ပေါ့เนาะဒီနေ့တော့ဒီလောက်ပါပဲเนาะအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ